ရန်ထိတ်ဒီမှာခဲဘက်လို့စောရတယ်ဆိုတော့ကျွန်တော်ပြပြမယ်ဆိုတော့3နဲ့ခဲမျိုးစားတော့ဒီခဲကွေမျိုးစားကို3နဲ့ခဲကောက်ကတော့ကျွန်တော်ဒီပါဘောနော်စာဝါပေါ့နော်စာဝါ30 50ဝက်ဒီလိုအပြရအောင်ချောင်းယူပေါ့နော်ဒါဒီမှာအတုပ်ကြီးပေါ့နော်ဆိုတော့ကျွန်တော်စောပြဘာမှမလုပ်နော်စောခြင်းတဲ့နေရာကိုကျွန်တော်ထောက်ထားလိုက်မယ်နော်ထောက်တာပဲနည်းနည်းလေးကစားကြည့်မယ်ဆိုโอเคရပြီနော်အားမလို့နော်ဆိုတော့ဒီလိုမျိုးခဲကောက်ကကောင်းတယ်ဒါမျိုးခဲကိုရှင်ရပြီအေးစေးပဲ